အရှင်ဘုရားကျန်တော်နောက်ဘဝမှာလူကောင်းဖြစ်ခြင်းပါတယ်ဘယ်လိုကောင်းမှုပြုရပါသလဲဖြေပေးပါဖရာတဲ့မနေ့ကဒီမေးခွန်းလေးကိုဦးစင်းဖြေလိုက်တဲ့အခါမှာမေးခွန်းနဲ့အဖြေနဲ့လွဲသွားပါတယ်လွဲသွားရတဲ့အကြောင်းရင်းကလည်းပဲမေးခွန်းပိုင်ရှင်ကမေးခွန်းရဲ့အဓိပ္ပာယ်ကိုပေါ်လွင်အောင်မမေးတာရဲ့ဦးစင်းကလည်းပဲသူ့ရဲ့အကောက်ထဲကိုဝင်မကြည့်မိတာရဲ့ကြောင့်လွဲသွားတာပါသူမေးလို့တဲ့အဓိပ္ပာယ်ကသူဟာမတန်ဆွမ်းတစ်ယောက်ဖြစ်ပါတယ်နောက်ဘဝမှာလူကောင်းတစ်ယောက်ဖြစ်အောင်ဘယ်လိုကောင်းမှုပြုရပါမလဲလို့မေးတာဖြစ်ပါတယ်သူ့အသက်သက်ချင်းပါဏာတိပါဒကံကိုရှောင်ကျင်ပါသူ့အသက်သက်ချင်းပါဏာတိပါဒကံကိုမရှောင်ကျင်တဲ့ပုဂ္ဂိုလ်တွေဟာမကောင်းကျိုး17မျိုးခံစားရပါတယ်အဲ့ဒီမကောင်းကျိုး17မျိုးကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်1အသက်တိုခြင်း2အနာရောဂါများကကျန်းမာမှုအားနည်းခြင်း3အားအင်မရှိခြင်း4ကြောက်ရွံ့တတ်ခြင်း5စိုးရိမ်ပူပန်စိတ်များခြင်း6သူတစ်ပါး၏နှိပ်စက်မှုကိုခံရခြင်း9သူတစ်ပါးသက်၍တော်၎င်းမိမိကိုယ်တိုင်ပြန်သက်၍တော်၎င်းသိရခြင်း8ကိုယ်လက်အင်္ဂါချွတ်ယွင်းခြင်း9ခန္ဓာကိုယ်ပြည့်ပြည့်မှုမရှိခြင်း10ချစ်တော်သူနှင့်မပေါင်းသင်းရခြင်း11တေပြီးသည့်နောက်အပယ်၄ပါးသို့ကြာရောက်ရခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာပါဏာတိပါဒကံကိုကျူးလွန်တဲ့ပုဂ္ဂိုလ်များခံစားရမိမကောင်းကျိုး17မျိုးပဲဖြစ်ပါတယ်အဆိုပါမကောင်းကျိုး17မျိုးထဲမှာအားရင်မရှိခြင်းဆိုတဲ့အချက်ပါပါတယ်ဒါဟာမတန်ဆွမ်းကိုရည်ညွှန်းတာပါနော်အားရင်ဆုပ်ယုပ်ပြီးမတန်မဆွမ်းဖြစ်ရခြင်းဟာပါဏာတိပါဒကံကိုကျူးလွန်ခဲ့မိလို့ဖြစ်ပါတယ်ဒါကြောင့်နောက်ဘဝမှာလူကောင်းဖြစ်ခြင်းတဲ့ဆိုရင်သူ့အသက်သက်ချင်းပါဏာတိပါဒကံကိုရှောင်ကျင်ပါပါဏာတိပါဒကံကိုရှောင်ကျင်တဲ့ပုဂ္ဂိုလ်တွေဟာယခုဖော်ပြပါမကောင်းကျိုး17မျိုးဤဆန့်ကျင်ဘက်ကောင်းကျိုး17မျိုးကိုရရှိခံစားရမှာဖြစ်ပါတယ်နော်